Hello ဒီနေ့မှာတော့မင်းနဲ့တူဒီလိုချစ်စရာကောင်းတဲ့ခေါင်းစည်းကြိုးလေးအတူတူလိုက်ထိုးကြမယ်နော်အားလုံးဗီဒီယိုလေးကိုအဆုံးထိလေးကြည့်တော့ပေးကြပါအောင်နော်ဗီဒီယိုနဲ့လေးမသိခင်လေးမှာပေါ့နော်ဒီဟာလေးကျညာလေးဝင်ချင်ပါတယ်မင်းစင်မှာဒီလိုမျိုးခီချင်းရုပ်လေးတွေမှာယူနိုင်ပါတယ်ပြီးတော့လက်လီလက်ကားလေးမှာယူနိုင်ပါတယ်မင်းကဒါမျိုးလေးတွေဆိုရင်တော့တရုတ်ကိုမှ4500နဲ့ရောက်ပါတယ်လက်လီလက်ကားဝေချင်နေဆိုရင်တော့ရပါတယ်နော်9ရုပ်ကနေ10ရုပ်ဈေးတန်းရှိပါတယ်အများကြီးလိုချင်တယ်ဆိုတော့တသက်ဈေးတွေလည်းရှိပါတယ်နော်အများကြီးဒီလိုမျိုးအယုတ်လေးတွေလည်းရပါတယ်နော်ဒီလိုမျိုးအယုတ်လေးတွေဆိုရင်တော့ဟိုကအိတ်လှလှလေးလွေတာအကြိုက်တယ်ဆိုရင်တော့ဒီလိုမျိုးချီထိုးဟမ်းမဲ့ခီချင်းလေးတွေလှလှလေးတွေတန်းရင်တော့အိတ်လေးနဲ့တော့လုံးဝ perfect ပဲနော်ပြီးတော့ဒီလိုမျိုးအယုတ်ကြီးတွေကြိုက်တယ်ဆိုရင်လည်းရှိပါတယ်မျိုးလေးတွေလေးရှိပါတယ်နော်ခုမေရကြတော့ဒီမှာပြတ်ထားတဲ့ဟာလေးကကြတော့အနီအောင်မင်းထိုးပြပေးမှာကဒီပန်းရောင်လေးပေါ့နော်ပြင်မှာကြတော့ဒီဟာလေးကလုံးဝဖိတ်ခါလာလေးပါပြီးတော့ဒီရောင်လေးနဲ့ကြာရွက်ရောင်လေးပေါ့နော်အစိမ်းရောင်လေးကြတော့ဒီဟာလေးနဲ့ထိုးပြပါမယ်လိုအပ်တာတော့ကောင်းစီကျုပ်ရဲ့ကော်ချောင်းလေးရဲ့ပြီးတော့ကြည့်ရဲ့အဲ့ရပေါ့နော်3 mm နဲ့ထိုးပါဆိုတော့ရှီကတော့ pipeline လေးပါအယူဥဆောင်ချီထုတ်ခင်မှာပန်းထိုးဖို့အတွက်ဒီလိုမျိုးပေါ့နော်ပန်းရဲ့အဆန်လေးကိုလုပ်ပြပါမယ်ယူဥဆောင်ဒီမှာစီထိုးပါမယ်နော်ပြီးတယ်နဲ့3 4 5ဒီရိတ်ထဲမှာလိုမျိုးအစင်5ခါထိုးပါမယ်ပြီးရနဲ့ဆွဲလိုက်ပါဆွဲပြီးမှပထမပေါက်မှာပဲရှက်ကောပြီးမှနော်တိုင်ရှည်လေးထိုးပါမယ်နော်2ချင်းထိုးပါမယ်ပြီးရနဲ့ပထမပေါက်မှာတိုင်ရှည်တိုင်းထိုးပါမယ်နော်တိုင်ရှည်ထိုးပြီးရနဲ့ချင်းဝမ်းယူပေးပါချင်းဝမ်းယူပြီးရနဲ့နောက်တစ်ပေါက်မှာတိုင်ရှည်တိုင်းထိုးပါမယ်နော်ချင်းဝမ်းတစ်ခါထိုးပါမယ်ပြီးရင်တိုင်ရှည်တစ်ခါထိုးပါမယ်အဲ့လိုမျိုးပဲပတ်လေး9နိုင်ထိုးပေးပါနော်9နိုင်ထိုးပေးရမယ်ဒီလိုမျိုးပါနော်အစီခေါ်ပေးပါပြီးရင်ချင်းဝမ်းဆက်ပြီးမှဒီလိုမျိုးလေးပါရှက်ကောပေးပါနော်ဒီလိုမျိုးနှစ်ခုထိုးပေးပါနော်ဒီလိုမျိုးနှစ်ခုထိုးပေးပြီးပြီဆိုရင်တော့အရင်ဥဆောင်ပန်းလေးမထိုးခင်မှာကျိုးလေးအရင်လုပ်ပေးပါမယ်နော်ကျိုးလေးကြတော့အခုအရှည်လိုချင်တဲ့လောက်ကိုချီလေးထိုးပေးပါနဲ့3 4 5 6 7 8 9 10 ဒီလိုမျိုးလေးပေါ့နော်ကိုကအရှည်လိုချင်တယ်ဆိုတော့နည်းနည်းရှည်လို့ရတယ်အခုက24ပါ25 26ပေါ့နော်26ဆိုတော့ဒီလောက်ရှိပါမယ်ဒီလောက်လေးပေါ့နော်ကိုက30လောက်ထိအောင်မှာတော့ထိုးလို့ရပါတယ်မင်းက28တိုင်းထိုးပေးပါမယ်ပြီးရင်ကြိုးကလေးကိုဖြတ်ပေးပါနော်ရှိန်28ခါဖြတ်ထိုးပေးရတဲ့ဒီလိုကြိုးဖြတ်ပေးပါပန်းမထိုးခင်လေးမှာဒါလေးလုပ်တယ်ဆိုတော့ပိုးပြီးမှအဆင်ပြေပါတယ်ဒီလိုလေးလှန်ပြီးမှဒီအထက်ဘက်ကနေခြိပေးပါနော်ဒီလိုခြိပေးပါဒီလိုနှစ်ခါသုံးခါလောက်ခြိပေးပါနော်ဆိုရင်စထိုးပါမယ်နော်ဇောနာကဆုံးတတ်တဲ့ပေါ့နော်အပေါက်ရဲ့ရှင်းနာလေးနဲ့စထိုးပါမယ်နော်ပထမအဆုံးရှင်းတစ်ခါယူမှတိုင်တိုင်ယူပါတယ်အဲ့ဒီနာကနေပြီးမှမင်းကစထိုးပေးပါမယ်မီလေးနဲ့ပိုလင်းတော့ဒါဆိုရင်အရင်ဆုံးဒီလိုလေးပေါ့နော်ချင်းယူပါဒီလိုလေးယူပေးပါနော်ဒီလိုမှနည်းနည်းချောင်းချောင်းလေးကန်ပြီးမှဒီလိုတဲ့နဲ့တော့ဒါလေးကကြတော့ကိုလိုချင်းတလောက်ယူလို့ရပါတယ်မင်းကလေးခါယူပါတယ်9တိုင်း6တိုင်းချီယူလို့ရပါတယ်နော်မင်းချီရကြတော့ချီလုံးအသားလေးတွေကြည့်တာမလို့၄ခါပဲယူပါတယ်နော်နဲ့3 4ဒါဆိုရင်ပြီးပါပြီเนาะပြီးပြီးရင်ဒီမှာပထမအဆုံးဒီနားမှာရှက်ကောပါရှက်ကောပြီးရနဲ့ပထ
ထမအောင်ဆုံးထိုးတဲ့နေရာမှာပေါ့နော်ဒီနားလေးမှာရှစ်ကောကောပါရှစ်ကောကောပြီးမှဒီလိုမျိုးလေးပေါ့နော်ချင်းဝါယူပါချင်းဝါယူပြန်နဲ့ 1SC ပြန်နဲ့ 1HTC ယူပါ HTC ယူပြန်နဲ့ချင်းဝါပြန်နဲ့ 1HTC ပြန်ယူပါမယ် 1HTC ပြန်ယူပြရနဲ့ချင်း SC တစ်ခါထိုးပေးပါနော်ဒီလိုလေးထိုးပေးပါပြီးရင်နောက်တစ်ပေါက်မှာပဲဒီမှာတစ်ထိုးအဲ့လိုပဲစောနာပုံစံတိုင်းပဲပေါ့နော်9ခါထိုးပေးပါဒီနေရာမှာလည်းတချို့ကြတော့6ခါယူတာမျိုးရှိရပေါ့နော်6ဖက်ယူတာရှိပါတယ်ညကြတော့9ခုအဖက်ကို9ခုယူပါတယ်နော်ဒီလိုဆိုတော့ဒီလိုလေးထိုးပေးပါမယ်နော်ဒါဆိုရင်အဆုံးထိဒီလိုလေးပဲထိုးပေးပါနော်နောက်တစ်ခုကြရင်လည်းဒီလိုပဲထိုးပေးရပါမယ်နော်ဆုံးနာရောက်ပြီဆိုတော့ဒီလိုလေးရှက်ကောပြီးမှဒီလိုချီလေးကိုချိန်ဝ 1SC ယူပြီးမှဒီလိုမှချီလေးကိုပြပေးပါနော်အဆုံးရင်ဒီလိုမျိုးလေးစစ်စရာကောင်းတဲ့ဗတ်လေးလေးတကယ်လေးတန်လေးရပါပြီနော်ဒီမှာတန်လေးရပါပြီဒီကျိုးလေးကိုကျတော့အထက်ဘက်ကိုပေးလို့ရပါတယ်ဒါဆိုရင်နောက်တစ်ခုလေးဒီလိုလေးပဲထိုးပေးပါနော်။များတော့ဒီလိုမျိုးနှစ်ခုပြီးပါပြီပြီးရင်ခွာကြတော့အရွက်ကလေးထိုးပေးပါမယ်နော်။အရွက်ကတအားလေးကြီးတာမလို့ချင်တာမို့ရေလို့ဆိုဟိုလိုချင်တဲ့ site လေးပမာဏမနော်1 2 3 4 5 6 9 10ထိုးပါမယ်နော်17တိုင်းထိုးပါတယ်ပြီးတော့ရေလို့ဆို SC နော်ဒုတိယပေါက်မှာ SC ပြန်ယူပါတယ် SC ယူပြန်နဲ့ချိန်1ယူSLU ပါတယ် SLU ပြရနဲ့ SCU ပါတယ် SCU ပြရနဲ့ HTC တခါယူပေးပါနော် HTC ပြရနဲ့အတိုင်းရှိယူပေးပါတစ်တိုင်းနှစ်တိုင်းဒီတို့တရားနှစ်တိုင်းပြရနဲ့နှစ်ရစ်တိုင်းတခါယူပေးပါပြရနဲ့နှစ်တိုင်းယူပေးပါနော်တိုင်းရှိနှစ်ခါပါပြရနဲ့တိုင်းလက်တစ်ခါယူပါတိုင်းလက်ပြရနဲ့SC ပြရနဲ့ SL ပြီးတော့အဲ့လိုချင်းဝါလေးယူပြီးမှဒီဖက်ကိုလှည့်ပြီးမှ SL ယူပါမယ်နော် SL ပြရနဲ့စောနာလိုပဲ SC ယူပါမယ် SC ပြရနဲ့တိုင်းရှိယူပါမယ်တိုင်းရှိပြရနဲ့တိုင်းရှိနှစ်တိုင်းယူပါမယ်နော်တိုင်းရှိနှစ်ခါပြရနဲ့နှစ်ရစ်တိုင်းတစ်ခါယူပြီးပါညစ်တိုင်တစ်ခါပြရနဲ့တိုင်ရှင်းနှစ်တိုင်းပြန်ယူပါမယ်နော်ပြရနဲ့တိုင်လက်ယူပါမယ်ပြရနဲ့ SC ပြီးရင် SF ယူပါဘယ်လိုပါပဲနောက်တစ်ရက်ကိုလေတရားနေပေါ့နော်ချိန်ဒီတစ်ခါကိုချမ်းပြီးမှနောက်ထပ်12ခါအဲ့လိုပဲချိန်ထိုးပေးပါနော်ဒီအဆုံးနာရောက်ပြီဆိုတော့ဒီဖက်ကိုလှည့်ပါမယ်နော်ဒီဖက်ကိုလှည့်ပြီးမှဒီလိုကျိုးလေးကိုအောက်နားလေးကိုချထားပေးပါနော်ဒီလိုလဲလှမ်းပြီးမှဒီလိုထိုးလို့ရပါတယ်တကယ်လို့ကိုကဒီလိုပုံစံလေးမထိုးချင်ဘူးဆိုတော့ဒီလိုတစ်ခါလေးနဲ့စောနာက20ဒီဖက်12တိုင်းဒီဖက်12တိုင်းထိုးတာကိုမှအဲ့လိုမျိုးမထိုးချင်ဘူးဆိုတော့တစ်ခါလေးနဲ့23တိုင်းထိုးပြီးမှတစ်ခါလေးနဲ့ဒီလိုတစ်ချမ်းအရင်ထိုးလို့ရပါတယ်နော်ဒါလေးကကြတော့ကိုအဆင်ပြေတယ်လို့ထိုးလို့ရပါတယ်ကျိုးလေးကကြတော့ဒါဆိုစောနာပတ်တန်တိုင်းပဲထိုးပေးပါမယ်နော်ကျန်ပါပြီဒါဆိုရင်ဒီနားလေးမှာ chain တစ်ခါယူမယ် chain နှစ်ခါယူမယ်ပြီးရင် SC နဲ့ပတ်ပါမယ်နော်တောင်းသားလေးတွေကို SC ပတ်လေးပတ်ပေးပါနော်ဒီလိုလေးပါနော်ဒီနားမှာချိန်နှစ်ခါယူပါတယ်ပြီးတာနဲ့ကောင်းစီကျိုးလေးကိုကြတော့ဒီလိုထည့်ပြီးမှဒီတစ်ခါလေးနဲ့ကောင်းစီကျိုးကိုကပ်ပါမယ်နော်ဒီလိုလေးပါဒီလိုမျိုးလေးထားပြီးမှလုပ်ပါမယ်နော်တစ်ခါချမ်းကိုဆက်ပါမယ်ဒီဘေးနားလေးကလေတောင်းတာရခါပဲဆိုတော့လေအဆင်ပြေလို့လေကိုကြိုက်တယ်လို့လေ idea ပေါ်ပြီးမှထိုးလို့ရပါတယ်နော်
ညာချင်းနှစ်ခါရွေးပြီးရင်တပေါက်ကြောင်ရရှက်ကိုလေးအဲ့လိုလုပ်ပါမယ်နော်ဒီနားရောက်ပြီဆိုတော့ဒီဟာလေးကိုစောနာဒီလိုလေးကတ်တက်ကွာဒါကိုဒီလိုလေးလှန်ပေးပါနော်ဒီလိုလေးဖြစ်အောင်အဲ့လိုပြီးတော့ဒီကျိုးလေးကိုအောင်နာပြန်ထည့်ပေးပါပြီးရနဲ့ရှက်ကိုပါမယ်အဲဆောင်းနာရောက်ပြီဆိုတော့အစီကောပြီးမှကျိုးကလေးကိုဖြတ်ပေးလိုက်ပါနော်ဒီဟာလေးကိုနောက်ကနေပြီးမှအကလေးနဲ့ထိုးလိုက်ပါရပါပြီနော်ဆိုရင်ဒီလိုပုံစံလေးရပါမယ်နော်တချို့ကြတော့လည်းနန်းကျိုးလေးကြိုက်တော့လေဒီမှာတောင်းတောင်းလေးဖြစ်တာလို့ချင်းနေဆိုရင်တော့နန်းကျိုးလေးထည့်လို့ရပါတယ်ဒါဆိုရင်ပြီးသေးလို့အဆုံးထိကြည့်ပေးပါအောင်နော်အလေးမှာထိမဲ့ပန်းဆန်လေးပေါ့နော်အဲ့ဒါလေးထိုးပေးပါမယ်နော်သူကကြတော့ဒီလိုပေါ့နော်ထိုးပေးပါဒါဆိုရင်ဒီလိုကောင်းတဲ့ချစ်စရာလေးကောင်းစီကြိုးလေးရပါပြီနော်အားလုံးကြည့်ရှုပြီးလို့ကျေးဇူးတင်ပါတယ်ရှင်